ဝိပဿနာသမားများအတွက်ဆရာတော်ကြီးများ၏တန်ဖိုးကြီးလွန်သောဆောင်းပါးများတစ်မြစိမ့်တော်ဆရာတော်တရားကိုပေါ့ပေါ့ဆဆလုပ်တဲ့သူဟာပြောင်းကိုတုံးနဲ့ထုံနေသလိုကိလေသာကိုတူးဆွနေတာနဲ့အတူတူပါပဲနှစ်မုန်းကြီးဆရာတော်ဤဘဝတွင်မက်ဖို့ကိုလိုချင်တောင်းတသောသူမြတ်တို့သည်နောက်နောက်ဘဝနှင့်ဆက်ဆက်၍ဘာတစ်ခုကိုမှတောင်းတလိုခြင်းချင်းစသောနိဂရိတနာတို့ကိုဖျက်မှသာလျှင်ဤဘဝတွင်မက်ဖို့ကိုရနိုင်နောက်ဘဝအတွက်တဏှာဆွဲကပ်ပါမူ၎င်းတဏှာကမက်ဖို့ကိုတားမြစ်နိုင်သည်ကိုအထူးသတိရှိကြပါစေ၃ညောင်လွတ်ဆရာတော်ဘုန်းကြီးတို့ဥပဇင်းတို့တရားတော်ရတာဆိုတာအလွန်တရာမုံမြတ်တယ်ပစ္စုပန်တန်တရားချမ်းသာနှမျိုးလုံးထက်သားလို့နဲ့ဒိဋ္ဌိမကွာသေးလင်အမီးကလေးတွေအမောက်ကလေးတွေဂျိုကလေးတွေနဲ့စတော့အပေဘွားတို့မှမလွတ်ကြသေးဘူးထိုပေဘွားတို့ကိုသာရှေ့ရှုနေကြတယ်တို့အတွက်ငါကိုဟုထင်နေတော့ဒိဋ္ဌိကွာအောင်မနေမနာတန်တုံးကြီးကိုအပ်ဖြစ်အောင်တွေးတော့ယောက်ျားကောင်းကဲ့သို့စူးစမ်းအားထုတ်ကြရမယ်၄တော်ကူးဆရာတော်ဘုရားကြီးဘုန်းကြီးဝိပဿနာစတင်ပြီးရှုခါစားကဝေဒနာတွေအကြီးကျယ်ပေါ်ပါတယ်တချို့ဝေဒနာတွေကပြင်းထန်လို့ဘုန်းကြီးမျက်ရည်တော်ကြပါတယ်အတန်ထရက်အထိအော်ဟင်းညညူရတာလည်းရှိခဲ့ပါတယ်ဒါပေမဲ့ဘုန်းကြီးလေသမားဘဝမှာကင်းကိုက်လို့အော်ငွေရတဲ့ဝေဒနာလေဘင်းကိုနွားဝေးလို့20ရက်လုံးအစာမစားရအိတ်လည်းမအိပ်ရကျိတ်မိတ်ခံစားနေရတဲ့ဝေဒနာတွေနဲ့ဆိုင်ရင်တရားထုတ်လို့ခံစားရတဲ့ဝေဒနာဟာအသေးမွားပဲလို့နှလုံးသွင်းပြီးသိခံရှုမှတ်ခဲ့ပါတယ်ပြီးတော့ဆင်းရဲတဲ့ဝေဒနာပေါ်လာတာဟာဘုရားဟောခဲ့တဲ့ဒုက္ခသစ္စာတရားကိုတနည်းအားဖြင့်ဖော်ပြပေးရရောက်လို့စိတ်မဆိုးတဲ့အပြင်ဝမ်းအောင်သာမိပါတယ်ငါတတ္တဓမ္မရံဒီဆရာတော်ကြားကြိုက်လို့ပြေးနေရတဲ့သူဟာရှေ့ကခွေးအောင်တန်ကြလို့နောက်ပြန်လှည့်မယ်ဆိုရင်နောက်ကလိုက်ရတဲ့ကြားရဲ့ဝမ်းမြောက်ခြင်းကိုခံရလိမ့်မယ်။အိုခြင်းနာခြင်းသေခြင်းအပယ်လေးပါးကြောက်ခြင်းစားတဲ့ဘေးတွေနဲ့ပြည့်နေနေတဲ့တန်တရားကြီးကိုကြောက်လို့လွတ်ချင်လို့ကမ္မထမ်းရှုမှတ်နေတဲ့ယောဂီဟာဖြစ်ပေါ်လာတဲ့ဝေဒနာတွေကိလေသာတွေကိုတီးခံပြီးမရှုမှတ်နိုင်ရင်တန်တရားဘေးကမလွတ်မြောက်နိုင်ပါဘူး။ဆင်းရဲကြီးကလွတ်မြောက်ခြင်းဆင်းရဲလေးတွေကိုစူးစမ်းပြီးတီးခံရပါမယ်။၆ချမ်းမြေ့ဆရာတော်ဧရိယာပုံကြောင့်ဖြစ်တဲ့ဒုက္ခဝေဒနာကိုလေးလေးနဲ့မှန်မှန်စိတ်ကလေးသာလျှော့ပြီးတီးခံပြီးရှုမှတ်ပါဘလို့မှမတတ်နိုင်တဲ့အခါပြင်ကျင်တဲ့စိတ်ကလေးကိုစမှတ်ပြီးအမှတ်ကလေးနဲ့ပြင်ပါဒါပေမဲ့ခဏခဏမပြင်နဲ့အကျင့်ပါသွားလိမ့်မယ်နှစ်ကြိမ်ထက်ကျော်လာရင်တော့စပြီးဈဉ္ဉံလျှောက်ရှုမှတ်ပါဝေဒနာဆိုတာနိဗ္ဗာန်တကားကိုဖွင့်တဲ့တော့ပါပဲခုနှစ်ဝေဘူးဆရာတော်ယုံနဲ့နံကိုမတွေးကြအောင်ဆိုပြီးရှောင်းလို့တင်းလို့များရနိုင်ပါမလားဝင်လေထွက်လေနှစ်ရက်ဟာမွေးကလေးကရှိနေတာဖះဆုံးမတဲ့အတိုင်းရုပ်ပေါ်နံပေါ်ထားရတာပင်ပန်းသလားပတ်စံရောကုန်သလားငှားရချေးရသေးသလားအချိန်ရောကုန်သလားတပားသူရောသိသလားထားတဲ့တိုင်းနေတာကဝရိယိတိပတ်အခုထားအခုနေအခုပြစ္ဆုတ်ပံချမ်းသာဒီချမ်းသာဆိုင်လာတော့ဝရိယရှင်သိတယ်သူများမေးစရာမလိုဘူးတနေ့တနေ့မတိုးတက်ပဲနေပါမလားဘယ်လူဘယ်နဲ့ဘယ်ပြမာကမှတားဆီးပိတ်ပင်လို့မရပါဘူးရှစ်လေဒီဆရာတော်လောကမှာအသုံးဆောင်တွေအဆောက်အအုံတွေမစမ်းကြဘူးလားဒီထက်တိရစ္ဆာန်တွေကပိုပြီးစမ်းကြတယ်တရံမျိုးမျိုးအယောင်ဆင်းမျိုးမျိုးစွမ်းရည်မျိုးမျိုးနဲ့ရှိကြပါတယ်အဲ့ဒီစမ်းကြတာတွေအားလုံးကိုစိတ်ကဖန်ဆင်းတာစိတ်ကြောင့်ဖြစ်ရတာဒါကြောင့်စိတ်ကလောကမှာအစမ်းကြယ်ဆုံးပဲတလောကလုံးသူချဲလဲတာခံနေကြရတယ်သူပဲအုပ်ဆိုးနေတာမို့သူ့လိုချအကုန်လိုက်နေကြရတာဒါကြောင့်ဒီစိတ်လုံးကိုနိုင်ရင်ကိုဖြစ်ချင်တာအကုန်ဖြစ်တယ်ဒီလောက်တန်မိုးကြီးတယ်ပိုင်ပါစေနော်ကိုမဟာဗောဓိမြေဆရာတော်မြတ်စွာဘုရားကငါမရှိသူမရှိဆို၏အားလုံးကငါသူတတ်မှတ်လျက်ပေါင်းဖော်နေကြကုန်၏ဘုရားကမမြဲစင်ရဲဟုဆို၏အားလုံးကအစွဲမြဲထားကြကုန်၏အနှစ်ပြည့်အချစ်ပြည့်နဲ့တွေ့ဆုံမိသမျှကိုလည်းမိမိအပိုင်ဟူ၍လက်ခံထားကြကုန်၏ဘုရားရဲ့တပည့်ကဘုရားနှမမတည့်လျင်ဘုရားသားဘုရားသမီးအမိခံဖို့ဝင်မကောင်းပါ30မိုးကိုဆရာတော်အိုခြင်းနာခြင်းသိခြင်းတို့ကလွတ်ချင်ရင်ဝေဒနာကိုအမြဲဖြစ်ရှုအကျိုးဖြစ်တဲ့တဏှာကိုတတ်မနေနဲ့အကြောင်းဝေဒနာကိုသာတတ်ဝေဒနာကိုအမြဲဖြစ်ရှုနေတိုင်းဖြုအမြဲရှု17ဆရာတော်အရှင်ဇနက်ကပြီးဝင်တာလောကီအာယုံကာမဂုဏ်ဆိုတာကမရခင်အထင်ကြီးရပြီးတော့နှလုံးသားမုန်းစရာတွေကအဖြစ်တဲ့အောငိုကနှလုံးခွဲနောက်ဆုံးမှာတော့ရှင်ခွဲတေခွဲဆိုတာတွေပါအထင်မကြီးကြပါနဲ့တခုမှထင်တယ်လို့ဖြစ်မလာနိုင်တဲ့အရာတွေပါစနစ်တဲငူဆရာတော်တေကနီးလေအရေးကြီးလေပဲအရေးကြီးဆုံးအလုပ်ကခန္ဓာကိုလှုပ်ကြွေးဖို့မဟုတ်ခန္ဓာကိုအသုံးချပြီးဝိပဿနာကိုရှုဖို့ပါပဲ73မဟာစီဆရာတော်ပါရမီကိုတော့တွက်မနေနဲ့သင်တကူကပါရမီမရှိသေးရင်လည်းအခုအားထုတ်တာကပါရမီဖြစ်လာလိမ့်မယ်
ငိုကလေးကပါရမီပါလာရင်လည်းအခုပေါ်လာလိမ့်မယ်ပါရမီရှိမရှိမသိလို့အားမထုတ်ဘူးဆိုရင်သင်ဘယ်တော့မှမရနိုင်ဘူးဓမ္မဒါနမျှဝေပူဇော်ပါသည်